Hello ဒီနေ့ကပြင်သစ်မှာတိမ်ကောင်းကင်ဆာအခမဲ့စစ်ပေးတဲ့ season လေးမှာသွားစစ်ဖြစ်ခဲ့တာလေးကိုဗီဒီယိုလေးရိုက်ထားတာပါ။သူကအသက်25နှစ်ကနေ65နှစ်ရှိတဲ့အမျိုးသမီးတွေကိုပေါ့နော်အိမ်ကိုသူတို့ကစာပို့တယ်။ကျောင်းကိုလည်းသားနာမည်နဲ့စာပို့တယ်ပေါ့နော်။တိမ်ကောင်းကင်ဆာအခမဲ့လာစစ်လို့ရတယ်ဆိုပြီးတော့အဲ့ဒါကြောင့်သွားစစ်ဖြစ်ခဲ့တယ်ပေါ့နော်။အဲ့ဒါကဆေးရုံရောက်ချင်းကတော့လောလောဆယ်အဲ့လိုမျိုးတုံကင်နံပါတ်လေးယူတယ်တုံကင်နံပါတ်လေးယူပြီးသွားလို့ရှိရင်သူတို့ကဘေးနေရာကိုသွားဆိုတာမျိုးညွှန်ပြတယ်ပေါ့နော်အဲ့နံပါတ်ကနေ screen ကနေပြီးတော့ဘေးနေရာကိုသွားဆိုညွှန်ပြတယ်ပေါ့နော်အဲ့ကြလို့ရှိရင်အဲ့နေရာကိုသွားပြီးတော့ဖောင်ဖြည့်တာတွေပါတယ်သူတို့ကလူလုပ်ပေးတယ်ပေါ့နော်ပြီးတော့လို့ရှိရင်နိုင်ငံသားလေးစစ်လို့ရတယ်ဒါပေမဲ့ပြင်သစ်ကပေးထားတဲ့စာရွက်စာတမ်းတွေရှိရတယ်ပေါ့နော်ဥပမာ social security card တို့ health insurance တို့ရှိရတယ်ပေါ့နော်အဲ့ဒါတွေရှိလို့ရှိရင်100%လုံးဝအခမဲ့ပါအကယ်၍အဲ့ဒါတွေမရှိဘူး passport ပဲရှိရဆိုလို့ရှိရင်တော့ပတ်စံပေးရတယ်ပေါ့နော်အဲ့ဒါက15ယူရိုလောက်ပဲပေးရတာပါဈေးလည်းတက်တာတယ်ပေါ့နော်ပြီးတော့အဲ့15ယူရိုကလည်းချက်ချင်းဖြတ်တာမျိုးမဟုတ်ဘဲနဲ့နောက်မှ AC ဖြတ်တဲ့ပုံစံမျိုးပေါ့နော်ချက်ချင်းပေးကြတော့မလို့သေးဘူးကဲအမျိုးသားတို့ဘာလို့မှhealth insurance ရှိပြီးသားဆိုလို့ရှိရင်သူစီကနေကတ်ပြီးတော့သုံးလို့လည်းရတယ်ပေါ့နော်ကဲအဲ့လိုပုံစံမျိုးလေးနဲ့ဆက်လို့ရတယ်တချို့မျိုးနယ်မှာဆိုလို့ရှိရင်ကြတော့တပတ်တလကိုတစ်ခါသူတို့အဲ့လိုပုံစံမျိုးစစ်တဲ့ free စစ်ပေးတဲ့အစီအစဉ်လေးကိုဖွင့်လာပေးတယ်ပေါ့နော်အဲ့ကြရင်ကိုကတိုက်ရိုက်ဝင်သွားပြီးတော့စစ်ချင်လို့ပါဆိုပြီးတော့စစ်လိုက်ရင်ရတယ်ဘာမှဟိုလိုမျိုး appointment ယူစရာမလိုဘူးအဲ့ရှိတဲ့အစီအစဉ်ရှိတဲ့အချိန်မှာသွားပြီးတော့စစ်လိုက်ရတယ်ပေါ့နော်ကဲအဲ့ဒါသွားစစ်တဲ့အခါကြလို့ရှိရင်သူကဥပမာရင်းရစစ်ထားဘူးတဲ့လူယောဂမရှိတဲ့သူဆိုလို့ရှိရင်9နှစ်နေမှတစ်ခါပြန်စစ်လို့ရတယ်9နှစ်အတွင်းစစ်စရာမလိုဘူးပေါ့နော်အဲ့လိုပုံစံမျိုးလေးပြီးတော့လို့ရှိရင်ဇားကြတော့ရင်တုံးကဂျပန်မှာတစ်ခါစစ်ဖူးတယ်လွန်ခဲ့တဲ့3နှစ်လောက်ကပေါ့နော်ဂျပန်ကကြတော့တစ်နှစ်တစ်ခါစစ်ပေးတဲ့အစီအစဉ်ရှိတယ်တစ်နှစ်တစ်ခါလူတွေကိုအဲ့လိုမျိုးအိမ်ုံစာပို့ပြီးတော့စစ်ပေးတဲ့သဘောမျိုးပေါ့နော်တင်းသစ်ကကြတော့သူကတစ်လတစ်ခါလောက်ကိုသူတို့ကအစီအစဉ်ရှိတယ်စစ်ချင်တဲ့သူလားစစ်အားတဲ့ချိန်လားစစ်တဲ့ဆိုတဲ့ပုံစံမျိုးလုပ်လို့ရတယ်တော့စစ်တဲ့အခါကြလို့ရှိရင်သူကဇာကအရင်တော့3နှစ်တုန်းကအရင်တစ်ခါစစ်ဖူးတော့အဆင်ပြေလားမပြေလားမေးကြည့်တော့ရတယ်ပေါ့နော်3နှစ်လောက်ဆိုရင်တော့ပြန်စစ်ပေးမယ်ဆိုပြီးတော့ပြောတယ်အဓိကသူက cytology ကကြတော့3နှစ်တစ်ခါစစ်ရတာပေါ့နော် HPV test ကကြတော့9နှစ်တစ်ခါလောက်ပဲစစ်ရင်ရတယ်ဆိုတဲ့သဘောမျိုးပေါ့လောလောဆယ်သူကနှစ်ခုစလုံးကိုတစ်ခါနဲ့လုပ်ပေးတဲ့သဘောမျိုးပေါ့နော်အဓိကအထဲမှာတိမ်မှာမကောင်းတဲ့ cells တွေရှိလားဆိုတာမျိုးအဓိကစစ်တာပေါ့နော်ပြီးတော့တချို့ cells တွေကကြတော့ပုံမှန်တိုင်းသူပြန်ပျောက်သွားတတ်တယ်တချို့ cells တွေကကြတော့မကောင်းတဲ့ကင်ဆာ cell အဖြစ်နဲ့ပြောင်းသွားတယ်ပေါ့နော်ကဲအဓိကတိမ်ကောင်းကင်ဆာသွားစစ်တဲ့ခါကျရင်လူတော်တော်များများစအောင်မေးကြတာကနာလားဆိုတဲ့မေးခွန်းပေါ့နော်စစ်တာနာလားဆိုတော့သူကအမြင်ပြောရမယ်ဆိုရင်စစ်တဲ့လူအပေါ်မှာမူတည်တယ်စစ်တဲ့သူတို့တုံးတဲ့နီးလန်းပေါ်မှာမူတည်တယ်လို့သာထင်တယ်ဂျပန်မှာစစ်တုံးကဆိုလို့ရှိရင်စကိုအသက်ကြီးအမျိုးသားဆရာဝန်စစ်ပေးတာပေါ့နော်အဲ့မှာအသက်ကြီးအမျိုးသမီးဆရာဝန်လည်းရှိတယ်2ယောက်ပေါ့နော်အဲ့တုန်းကသူတို့စစ်တုံးကဆိုရင်ဟိုတန်ချောင်းလိုမျိုးပေါ့နော်မတဲအချောင်းကြီးပေါ့နော်အေးခက်အေးနဲ့အဲ့လိုမတဲအချောင်းကြီးနဲ့စစ်တယ်စစ်တော့ပြောမယ်ဆိုရင်အတန်ထွက်ပြီးအော်မိအောင်နာတယ်အားဆိုပြီးတော့အဲ့လိုဖြစ်သွားတဲ့အထိနာတယ်ပေါ့နော်ပြီးရင်သူကချက်ချင်းမပြီးပဲနဲ့သူကနည်းနည်းကြာတယ်ကြာတယ်ဆိုတော့ဘယ်လိုပြောမလဲ15စက္ကန့်လောက်တော့ကြာတယ်အဲ့လိုပုံစံမျိုးပေါ့နော်အဲ့တုန်းကတော်တော်လေးလန့်သွားတယ်ပထမဆုံးလေးဖြစ်တာဆိုတော့လေအဲ့လိုမျိုးနာတယ်ဆိုတော့လန့်သွားတယ်ပေါ့နော်အခုဒီတစ်ခါပြင်သစ်မှာစစ်တော့စိတ်ကသွားလန့်နေရပေါ့နော်ဒါပေမဲ့ပြင်သစ်မှာစစ်လိုက်တော့အမျိုးသမီးအသက်ငယ်ငယ်ဆရာဝန်တယောက်စစ်ပေးတာသူကကြတော့ဂျေသုံးတယ်ပြီးတော့သူစစ်တဲ့ပုံစံတယောက်နဲ့တယောက်မတူလို့ဖြစ်ပါလိမ့်မယ်ပေါ့နော်တိတ်မနာဘူးပြီးသွားလို့ရှိရင်ခဏလေးပဲတော့စိတ်မတက်မတာလေးပဲဖြစ်တာပဲရှိတယ်အဲ့လိုမနာဘူးပေါ့နော်ပြီးတော့မြန်ဆန်ဆန်လေးသူကပြီးတယ်10စက္ကန့်လောက်နဲ့သူပြီးတယ်ပေါ့နော်အဲ့ဒါပြီးတော့ပြီးသွားပြီဆိုပြီးတော့နောက်မှသူတို့ကresult ကိုဖုန်းဆက်ပြီးတော့လှမ်းပြောမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တခုခုရှာတွေ့တဲ့ခါကြလို့ရှိရင်အဲ့လိုပုံစံမျိုးလေးပါအဓိကအကြံပေးချင်တာကတော့သွားစစ်မယ်ဆိုလို့ရှိရင်လှန်လို့ပြုလို့အဆင်ပြေတဲ့ခေါင်းဝင်လိုပုံစံမျိုးလေးဝတ်သွားတာပိုအဆင်ပြေတယ်သူတို့ကအင်ကြီးတက်မပေးဘူးပေါ့နော်ဂျပန်မှာတော့အင်ကြီးတက်ပေးတယ်အဲ့ကြလို့ရှိရင်ကိုဝတ်ထားတာတွေချွတ်ပြီးတော့သူတို့ပေးတဲ့အင်ကြီးလေးကိုဝတ်ပြီးတော့စစ်တယ်ပေါ့နော်ဒီပြင်သစ်မှာကျတော့အင်ကြီးတက်မပေးဘူးအဲ့တော့ကိုကဘောင်းမီဝတ်လာတယ်ဆိုဘောင်းမီကိုချွတ်အဲ့လိုပုံစံမျိုးလေးနဲ့လောက်တာပေါ့နော်ကိစ္စတော့မရှိပါဘူးဘာဘို့တော့ဝတ်တော့ကိစ္စတော့မရှိဘူးအဓိကချွတ်တာချွတ်ရမှာပဲဆိုတော့လေအတွေ့အကြုံလေးကတော့ဒီလောက်ပါပဲအဓိကတော့မျိုးသမီးတွေကတော့စစ်တင်တယ်ပေါ့နော်အိမ်အောင်ရှိတဲ့မျိုးသမီးတွေဖြစ်ဖြစ်အိမ်အောင်မရှိဘဲနဲ့စစ်ချင်တယ်ဆိုလို့ရှိရင်လည်းစစ်ပေးတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်သူတို့အခမဲ့လည်းဖြစ်တဲ့ခါကျတော့သွားစစ်လိုက်တာတော့အကောင်းဆုံးပဲပေါ့နော်
တခုခုဆိုလို့ရှိရင်လည်းစောစောစီးစီးကြိုသိရတော့ပိုကောင်းတာပေါ့အဆုံးတိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်တတ်တာ